နေမကိုတနင်္စာချုပ်တန်းတိုးခဲ့တဲ့ဆန်တို့အားလုံးပဲမင်္ဂလာများဦးဆန်းဖူဘောရှိုးကနေပြန်လည်ကြိုလိုက်ပါရစေ။ဘောလုံးကစပါတာဖြစ်တဲ့နေမဟာငယ်ဘွားကလပ်အသင်းဖြစ်တဲ့ဆန်တို့အသင်းမှာပါဝင်ကစားနေပြီးအခုဆိုရင်ဆန်တို့ဘက်ကနေမကို2026ခုနှစ်အထိတနင်္စာချုပ်ထပ်တိုးချုပ်ဆိုလိုက်ပြီးဖြစ်ပါတယ်။ဒီနေ့ဘရာဇီးစီးရီး A မှာဆန်တို့အသင်းအဆင့်7နဲ့ရာသီသိမ်းနိုင်ခဲ့တာဟာနေမရဲ့ခြေစွမ်းပြမှုတွေပါဝင်နေပါတယ်။ဘောလုံးရာသီမစပီးဆုံးခင်၄-၅ပွဲလောက်အလိုမှာဆန်တို့အသင်းဟာစီးရီး A ကနေတန်းဆင်းရဖို့အထိရေပန်းစားနေတဲ့အသင်းဖြစ်ပြီးအဲ့ဒီအချိန်တုန်းကနေမကြောက်ဝေဖန်မှုတွေတည်ကြီးခံခဲ့ရပါတယ်။ရာသီသိမ်းကန်ဒီလက်ချန်ပွဲတွေမှာနေမကိုယ်တိုင်ခြေစွမ်းပြဂိုးတွေသွင်းယူပေးခဲ့တာကြောင့်ဆန်တို့အသင်းဟာတန်းဆင်းမဲ့ဖေးကနေလွတ်မြောက်ခဲ့တာပါ။ဒါကြောင့်ဆန်တို့ဘက်ကနေမကိုစာချုပ်ထပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်နေမဟာလာမယ့်2026ကမ္ဘာ့ဖလားမှာဘရာဇီးနဲ့အတူကမ္ဘာ့ဖလားဝင်ကစားနိုင်ဖို့အပြေးအဝအာရုံစိုက်ခြင်းတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။ဥရောပကဖိအားကြီးတဲ့ပေါင်ရင်းစင်တွေထက်မိမိမွေးရမြေဖြစ်တဲ့ဘရာဇီးမှာမိသားစုနဲ့အတူနှီးစပ်တဲ့နေရာမှာကစားတာနေမကိုပို့ပြီးတော့တက်တာဖြစ်စေနိုင်ပါတယ်။ဆန်တို့အသင်းအနေနဲ့လည်းနေမကိုအသင်းမှာစတိန်ထားနိုင်တာကအသင်းအတွက်အားသာချက်ကြီးတစ်ခုဖြစ်ပါတယ်။ကစားမရဲ့ရေးချင်းသာမကနေမရှိနေခြင်းကြောင့်အသင်းရဲ့စီးပွားရေးပြည်သက်အားပေးမှုမီဒီယာအာရုံစိုက်မှုတွေကိုပါထပ်ပြီးတိုးလာနိုင်ပါတယ်။နေမဟာဆန်တိုရဲ့တင်ကြတာတစ်ခုဖြစ်တယ်လို့လူငယ်ကစားသမားတွေအတွက်လည်းစံပြအဖြစ်လမ်းညွှန်ပေးနိုင်သူဖြစ်ပါတယ်။နောက်တစ်ချက်ကနေမကိုယ်တိုင်လည်းအသင်းပေါ်တာဝန်ယူစိမ့်နဲ့အတူဦးဆောင်ခြင်းနဲ့ဆန္ဒရှိနေသူပါ။အသက်အရွယ်အတွေ့အကြုံရင်းချက်နေပြီဖြစ်တဲ့နေမဟာအရင်ကလိုကိုမင်းကိုဆိုင်စကားရောက်ပုံစံမျိုးမဟုတ်တော့ဘဲအသင်းအတွက်အကျိုးရှိအောင်ကိုစားပေးနိုင်တဲ့ကစားသမားအဖြစ်ပြောင်းလဲနေသူဖြစ်ပါတယ်။ဆိုတော့လာမယ့်နှစ်မှာနေမကိုစန်တိုအသင်းနဲ့အတူထပ်ပြီးမြင်တွေ့ရအောင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။